မျိုးကာတောင်ဗီဒီယိုလို့ဖို့စိတ်ဝင်စားလားစိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုလေးကိုအစားနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီမဆိုတော့ကျွန်တော်တို့ဒီလိုမျိုးကာတောင်ဗီဒီယိုလုပ်ဖို့အတွက်ကျွန်တော်တို့ ChatGPT လို့အပ်တယ်ပေါ့နော်ဒီ software လေးပေါ့နော်မိတ်ဆွေတို့ဖုန်းမှာအခုမရှိသေးဘူးဆိုရင်မိတ်ဆွေတို့က Play Store ဒီမှာ download ဆွဲလို့ရပါတယ်ဟုတ်ပြီကျွန်တော် ChatGPT မှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြတော့ကျွန်တော်တို့ ChatGPT ကို prompt ရေးခိုင်းရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီမှာအဓိကပေါ့နော်ကျွန်တော်တို့ဒီမှာစာတိတိကျကျရေးရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဗီဒီယိုလုပ်တဲ့အတိုင်းဒီမှာစာရေးပါနော်မိတ်ဆွေတို့ကကာတွန်ဗီဒီယိုလုပ်ရှင်လားအိမ်ဗီဒီယိုလုပ်ရှင်လားနော်တရိပ်စာဗီဒီယိုလုပ်ရှင်လားမိတ်ဆွေတို့ကဗီဒီယိုလုပ်ရှင်တဲ့အတိုင်းဒီမှာစာရေးရမှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကိုကျွန်တော် prompt တစ်ခုတောင်းပြပါမယ်ဟုတ်ပြီကျွန်တော် prompt တစ်ခုတောင်းလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာမိန်ကလေးတယောက်မိုးရွာတဲ့အချိန်အပြင်းသွားနေတယ်မြန်မာကာတွန် 3D prompt ရေးပေးပါကျွန်တော် ChatGPT ကို prompt ရေးခိုင်းလိုက်ပြီပေါ့နော်ဟုတ်ပြီကြည့်အောင်ပေါ့နော်ကဲမိတ်ဆွေတို့ကဒီမှာကျွန်တော် prompt ရပြီပေါ့နော်ဒီမှာပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီ prompt ကိုဒီမှာနှိပ်ပြီးတော့ကျွန်တော် copy ယူလိုက်ရင်ပေါ့နော်ဟုတ်ပြီကျွန်တော် copy ယူလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့အဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်တို့ Chrome browser ထဲဝင်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီ prompt ကိုကျွန်တော်တို့ပေါင်းလုပ်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော် Google Gemini ဆိုတဲ့ website မှာဝင်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော် Google ပေါ့နော် Google ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် Google Gemini လို့ရိုက်ချလိုက်ပြီဟုတ်ပြီကျွန်တော်ဒီအပေါ်က website မှာဝင်သွားလိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာမှာရောက်လာလို့ရှိရင်ဒီအပေါင်းမျိုးပုံစံလေးရှိတယ်ပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒီအပေါင်းမျိုးပုံစံလေးကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီမှာ emoji ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် ChatGPT နဲ့ကူးထားတဲ့ prompt ကိုဒီမှာ paste လုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်ဒီအမြလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ခဏဆောင်ပေးရမှာဖြစ်ပါတယ်နော်ဒီမှာ creative QR emoji ပေါ့နော်သူကကျွန်တော်တို့ပို့ထားတဲ့ prompt ကိုသူကပုံလှုပ်ပေးနေပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့ခဏဆောင်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ခုန prompt ပို့ထားတယ်ပေါ့နော်ကျွန်တော် prompt ပို့ထားတဲ့အတိုင်းသူကဒီမှာပုံလှုပ်ပေးလိုက်ပြီပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒီပုံကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာနှိပ်ပြီးတော့ဒီပုံကို download ဆွဲလို့ရပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒီနေရာလေးကိုနှိပ်ပြီးတော့ဒီပုံကို download ဆွဲလိုက်မယ်စာကြမှာဘယ် AI လို့ရိုက်ချလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် image to video ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် set emoji ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်ပါမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဒီပုံကိုလွှဲလိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်တို့ ChatGPT နဲ့တောင်းထားတဲ့ prompt ပေါ့နော်ကျွန်တော်တို့ဒီမှာရိုက်ထည့်ရမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်ရိုက်ထည့်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့အဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် second ပေါ့နော် second ယူလို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တစ်ချက်ထောက်ပြီးတော့ဘယ် second ဒီဗီဒီယိုလုပ်ရှင်လေပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်9 second ကိုပဲရွေးထားမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီ auto ကိုနှိပ်ပြီးတော့ကျွန်တော်တို့ issue ရွေးရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်မိတ်ဆွေတို့ကဘယ်လိုမျိုးဗီဒီယိုလုပ်ရှင်လဲပေါ့နော် short ဗီဒီယိုလုပ်ရှင်လား long ဗီဒီယိုလုပ်ရှင်လား short ဗီဒီယိုလုပ်ရှင်လဲဆိုရင်မိတ်ဆွေတို့က9 issue 16ကိုရွေးရမှာဖြစ်ပါတယ် long ဗီဒီယိုလုပ်ရှင်လဲဆိုရင်16 issue 9ကိုရွေးရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်16 issue 9ကိုရွေးလိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်ဒီ generate ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်သူကကျွန်တော်တို့ဗီဒီယိုဖန်တီးနေပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့ခဏဆောင်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုရပြီပေါ့နော်ဟုတ်ပြီအဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဘယ်လို download ဆွဲရမလဲပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်တို့အပေါ်လေးနေနဲ့ဆွဲပြီးတော့ဒီမှာ download ဆွဲလို့ရတယ်ပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ခုန download ဆွဲထားတယ်နော်ကျွန်တော်ရပြီပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီလိုပဲအလွယ်တကူနဲ့ AI ဗီဒီယိုဖန်တီးလို့ရတယ်ပေါ့နော်ဟုတ်ပြီ